တနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာတနင်္ဂနွေသားသမီးများအတွက်တပတ်စာနမိတ်ကလေးဖြစ်ပါတယ်တပတ်စာရဲ့စူကောင်းဖတ်ကြားပြမယ်ဆိုရင်တနင်္ဂနွေသားသမီးတွေဟာခရီးရဝေးကိုထွက်ရတတ်ခြင်းမိသားစုနဲ့အတူခွဲခွာရတဲ့အဝေးသို့ရောက်တတ်ခြင်းဒါမျိုးတွေဖြစ်တတ်ပါတယ်လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုင်တွေဟာအပြောင်းလဲလေးတွေကြုံတတ်ခြင်းအလုပ်အပြောင်းရွှေ့လေးတွေဖြစ်တတ်နိုင်ခြင်းတွေဖြစ်ပါလိမ့်မယ်ထို့တော့အလုပ်မှာမိမိကအလုပ်ထွက်ခြင်းစိတ်တွေအလုပ်ပြောင်းခြင်းစိတ်တွေဖြစ်နေတယ်ဆိုလို့ရှိရင်ထွက်တာပြောင်းတဲ့ကိစ္စမှာသူ့ဟာသူပြောင်းတာကိစ္စမရှိကိုကစိတ်လူလက်ရပြောင်းခြင်းစိတ်တက်ကြပြီးတော့ပြောင်းတဲ့ကိစ္စဆိုလို့ရှိရင်မိတ်ဆွေအလုပ်နောက်ပိုင်းပို့ပြီးတော့ညံ့တတ်ပါတယ်အဲ့တော့ဒီတပတ်တာမှာအလုပ်ပြောင်းရွှေ့မလုပ်တင်တာအကောင်းဆုံးပါပဲမထွက်တဲ့သေးပါဘူးရှားဖွေရခတ်ပါလိမ့်မယ်အလုပ်ထို့နောက်အယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်လာရင်အယောင်းဝယ်ကိစ္စတွေမှာအနောက်ရှက်အပြိုင်ဆိုင်တွေပေါ်တတ်ပါတယ်ဒီလိုပေါ်ပြီဆိုရင်တော့မတအားအယောင်းဝယ်ကောင်းပါလိမ့်မယ်မိတ်ဆွေအနေနဲ့ဘာသာရေးကိစ္စတွေလှုပ်ရှင်စိတ်တွေပေါက်လာမယ်ဘာသာရေးတွေအဋိဌာန်တွေလှုပ်ရှင်စိတ်ပေါက်ပေမဲ့မလှုပ်ဖြစ်ဘူးဟိုနေ့လုံးမှဒီနေ့လုံးမှနဲ့မလှုပ်ဖြစ်တဲ့ကိစ္စမျိုးတွေကြုံတွေ့တတ်ပါတယ်လှုပ်ရှားရှိတာလှုပ်ဖို့လိုအပ်ပါတယ်ဒါမှသာရှေးလျှောက်လက်လက်ပွင့်လန်းပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုကိုရမှာဖြစ်ပါတယ်အယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်မြေအိမ်အယောင်းဝယ်ကိစ္စတွေနှောင့်နှေးခြင်းကြားထဲကအဖြတ်ကြုံတွေ့ရတတ်ခြင်းဒါမျိုးတွေဖြစ်တတ်ပါတယ်မိတ်ဆွေအနေနဲ့ရှယ်ယာကိစ္စတွေစက်သူကိစ္စတွေနဲ့ပတ်သက်လာရင်လည်းအကျိုးမပေးပါထိုကိစ္စတွေဒီတစ်ပတ်တာမှာလုံးမယ်ဆိုရင်တော့အရှုံးတွေရင်ဆိုင်ရနိုင်ပါတယ်မိတ်ဆွေအနေနဲ့ကိုယ်တိုင်လုံးမဲ့လုပ်ငန်းတည်ထောင်မဲ့ကိစ္စတွေစပြီးတော့အစပြုတဲ့လုပ်ငန်းတွေဆိုရင်တော့မိတ်ဆွေတေချာပေါက်အကျိုးများရရှိမယ်ကံကောင်းခြင်းရရှိပါလိမ့်မယ်မိတ်ဆွေအနေနဲ့ဒီတစ်ပတ်တာမှာစပြီးတော့ဒိဋ္ဌံလိုမျိုးဘာသာရေးသဘောလိုမျိုးကြိုက်တဲ့ဟာတစ်ခုခုပြုလုပ်မယ်ဆိုရင်လာမဲ့အပတ်တွေမှာမိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ဖုံးကန်တွေတိုးတက်လာမယ်အလုပ်ကိုင်အခွင့်အလမ်းတွေပိုကောင်းလာမယ်ဒါမျိုးတွေဖြစ်တတ်ပါတယ်အခြေရေးဒီအခြေရေးစတင်တဲ့ကိစ္စလက်ရှိအခြေရေးကိစ္စတွေမှာညံ့နေတတ်ပါတယ်အခြေရေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ထဲမှာသူ့ကိုမယုံကိုသူမယုံကိစ္စဒါမျိုးလေးကြုံတွေ့ရပါလိမ့်မယ်ဒါအိမ်တော်ကြီးလဲထိုနည်း၎င်းပါတပတ်တာလုံးမှာအညံ့အခက်တွေလက်လက်ပဲပိတ်နေတာတွေဒီအတွက်ဆိုရင်တက်ကြီးရွယ်တူကိုတောင်းဝေးလူလိုက်ပါ